Hello guys, know you vlog ပါဒီနေ့တော့ကျွန်တော် anime review လုပ်မှာတော့မဟုတ်ဘူးပေါ့နော်ဆိုတော့2025မှာခင်ဗျားတို့ဘယ်လိုကြီးဖြစ်တန်းခဲ့ရလဲဒီတစ်နှစ်လုံးမှာတော့ anime movie ရုံတင်တာ2ကားလောက်ပဲကျန်တဲ့ကားရောတင်တယ်ပေါ့နော်4ကားလားမသိဘူးတွေ့လိုက်ဒါပေမဲ့တေချာလေးကြည့်ပြ2ကားလောက်ပဲကြည့်ဖြစ်တယ်ခင်ဗျားတို့သိရတယ်ဒီမွန်စလီယာနဲ့ချိန်ဆောင်မှန်းပါဗျာဆိုတော့ထားပါဒီတော့တင်းကစကားပြောမှာဆိုတော့ဟိုမျိုးကြီးကြီး6ဟိုမျိုး anime review ပါလည်းမဟုတ်ဗျာဒီနေ့မှာခင်ဗျားတို့အတိကပိုင်လို့ပြစ်ခဲ့ကြလဲဒီ2025ခုနှစ်မှာပြောလို့ရှိရင်ကောင်တော်လို့ဘာလို့မသွားဖြစ်တဲ့လူတွေပေါ့ဗျာဒီဗီဒီယိုမှာစုကြမယ်ပေါ့ကောင်တော်ရဲ့ဘာမသွားဖြစ်တဲ့လူတွေအတွက်ကျွန်တော်ဒီ2025ဒီနှစ်တော့လုံးဝupside down လို့ပြောကြတယ်နော်ဒီလိုသွားနေဟို remote တွေload တယ် project base တွေ load တယ်မမြဲဘူးဆိုတာလေကိုယ်ကလည်းချိန်ရှမ်းမပေးနိုင်လို့ပါတယ်ကွာပြောလို့ရှိရင်ဟိုလိုမျိုးကိုယ်ကအဲ့လိုတခြားလုပ်ငန်းနဲ့မျှပြီးလုပ်နေရလူဆိုတော့ဒီလိုတစ်ခုမှမအောင်ဆက်ဖို့အတွက်ကြောင့်နည်းနည်းလေးခက်သွားတယ်ပေါ့နော်ဆိုတော့အဲ့ပုံမှာတချို့ project တွေက project base ရထား3လမ်းချုပ်ပြီးတော့လို့ရှိရင်လည်း3လမ်းချုပ်ပြီးတော့လို့ရှိရင်3လမ်းလောက်နဲ့ပဲပြီးသွားတယ်6လမ်းနဲ့ပြီးသွားပြီတေချာတဲ့အောင် site ဖြစ်ပါကျွန်တော်ကအဓိက designer လောက်တာပေါ့နော်ဒီ designer အပြင်မှာဒီ video တွေလုပ်တယ် video ကလည်းအဲ့နဲ့ consistency တင်ရမှာဗျာဒါ creator တိုင်းပြောတယ်ပြောလို့ရှိရင်တစ်ပတ်ကိုအနည်းဆုံးတော့တပိုးတော့တင်တာပေါ့နော်တည်ရတင်းမှတည်ရဒါပေမဲ့အချိန်ကမအောင်ကျွန်တော်ခု new year ညသူများဒီ sorry နဲ့ပိုင်းနဲ့ရှောက်သွားနေအချိန်မှာတော့ဆောက်လို့နေကြပြခဏလေးရှေ့ဘလို့လှည့်ရဒမ်ကြည့်ရပဲမတယ်ဒီမှာဘယ်နဲ့ဘလို့တော့လှည့်ရတယ်မသိရဆိုအဲ့လိုလူတွေအတွက်ပြောဒီတော့များလည်း introvert တွေတော့များလည်းမထွက်ဖြစ်ပါဘူးဒီနှစ်ကဒီချိန်ကမထွက်ဖြစ်ကြပါဘူးcrowd ဖြစ်တဲ့လူတွေဆောင်း crowd ဖြစ်တဲ့တံမခံနိုင်ဘူးပေါ့နော်အဓိကအဲ့ဒါပါပဲဆိုအဲ့လိုလူတွေအတွက်ကျွန်တော်ဒီတစ်နှစ်လုံးမှာခင်ဗျားတို့ပါလေလို့ဖြစ်ခဲ့ရှာတယ်လူချင်းတွေရှိတယ်ဒီနေ့မှာကျွန်တော်နဲ့ဘုံတူရဲ့လူတွေရှိလားတော့မသိဘူးပေါ့နော်ဗိုလ်တဟူးပေါ့နော်ဗိုလ်တဟူးတွေကဒီနှစ်မှာလုံးဝအတားဆိုတော့ခင်ဗျားတို့ရဲ့အခြေအနေရောဘယ်လိုရှိလဲကျွန်တော် outside တောင်မှလုံးဝ stable ဖြစ်သွားရဆိုတာမရှိဘူးဗျာထားပါတော့တလောက်အလုံး2ခု3ခုအလုံး2ခု3ခုဆိုလို့ရှိရင်အလုံး5ခုဖြစ်ခဲ့နေကြလို့ရှိရင်အလုံး2ခု3ခုပြင်ဖြစ်သွားရဆိုတဲ့အခြေအနေမျိုးပြင်ရောက်သွားတယ်ဆိုတော့အဲ့လိုလေးရှိတယ်ပြီးတော့ business တစ်ခုကျွန်တော်စ run ရတယ်ပေါ့နော်ဒီနှစ်မှာ Tizo Clothing Studio ဆိုရဲ business တစ်ခုကျွန်တော်စ run ထားတယ်ကျွန်တော်ခေါ်တာနဲ့အစာပိုင်းကနည်းနည်းလေးကျွန်တော်ဈေးရလည်းများသွားတဲ့အကြောင်းလည်းပါတယ် massive load မဟုတ်ပဲနဲ့ run လိုက်တဲ့ production ဆိုတော့ cost ရများသွားတဲ့ပုံမှာလိုက်ပြီးတော့ဈေးလိုက်တင်တော့အဲ့ဒီက effective နည်းနည်းလေးလျော့သွားတယ် effective လျော့သွားတယ်ပေါ့ဗျာထင်တဲ့ effective တွေလျော့သွားတယ်ဒီတစ်နှစ်လုံးဆိုင်ဟာကိုပြပြရမှာ effective လျော့သွားတယ်ဒါပေမဲ့ဒီရက်တစ်ခေါက်ပြတ်သွားတဲ့အချိန်မှာလက်ကားယူကြလို့တစ်ခါ stop ပြတ်သွားရရှိရယ်ခုတည်းတော့မှလက်ကားယူ stop ပြတ်ခံနေဖြစ်နေရရှိရယ်ဆိုတော့ outside down တော့ဒီနှစ်လုံးကတော့အလုပ်တော်တော်လေးများသွားတယ်အခုလည်းအလုပ်လုပ်နေကြတော့အလုပ်လုပ်နေရအောင် new year wish တို့ပါတော့ designer ဆိုတော့ fan relate ဖြစ်မလားမသိတော့ဒါကတော့အဓိကတော့ဒီ2025နေ2026ပြီးသွားတဲ့အချိန်မှာကျွန်တော်ရဲ့ခုလော financial freedom ဖြစ်ချင်တာတော်တော်များရဲ့အိမ်မက်လည်းဖြစ်ဖို့များပါတယ်ဒါပေမဲ့ရှင်နေတဲ့ချိန်ကမတင်လို့အလုပ်လုပ်မရတာကြီးရောနော်ကိုယ်တိုင်လည်းဖြစ်မယ်ကိုအာမမခံနိုင်ဘူးဒါပေမဲ့လုပ်လို့ရသမျှလုပ်နိုင်သမျှလုပ်တတ်သမျှလေးရတော့ကျွန်တော်လုပ်သွားအောင်ပါပဲဗီဒီယိုလေးကျွန်တော်ဆက်တင်အောင်ပါနောက်တစ်ကျွန်တော် script ရေးထားရရှိရယ်ဗီဒီယိုသုံးဆောင် script ရေးထားရရှိတယ် reaction ကတော့လူရမ်းမကြည့်လို့ကျွန်တော်အင်္ဂလိပ်လို့ပြောပြီးကြည့်မလားပေါ့နော်ဒါကတော့မင်း reaction ကလည်းဟိုလိုမျိုးမဟုတ်ပါဘူး reaction လုပ်ပြတယ်ဆိုပုံစံဖြစ်တယ်ပေါ်တိုင်းလေးတူကြည့်ရင်ဆို feeling ကြောက်လို့တော့ဒါပေမဲ့အဲ့ကောင်ကအဲ့ဒီကကြာပြီးတော့ view နည်းနည်းလေးနေပေါ့ဆို
ဆိုတော့အဲ့ကောင်လေးကိုကျွန်တော်ကနည်းလေးတော့စဉ်းစားထားတယ် I don't know ဘယ်လိုဆက်ဖြစ်မလဲကျွန်တော်မသိဘူးဘယ်လိုဆက်ဖြစ်မလဲကျွန်တော်မသိဘူးလက်ရှိကတော့လုံးဝတမန်လေးလုံနေလုံနိုင်တဲ့အကုန်လုံနေဒီ2025နေပြီးတော့2026ကူရတဲ့အချိန်မှာကူရတဲ့အချိန်မဟုတ်သေးဘူးဒီအလုပ်တွေဆောင်းရင်းရှုပ်တယ်အဲ့တော့ကျွန်တော်တို့ဗီဒီယိုတွေတက်လာတယ်စကားပြောတောင်မြောက်ရောက်တော့ဖြစ်တယ်အလုပ်ပြင်မှန်းနေတယ်ဗီဒီယိုတက်လာဗျာတဲရီကိုကတော့ဒီတစ်နှစ်လုံးfuck တဲရီကိုကတော့လုံအားနေအလုပ်မအားလို့နောက်မှဖုန်းဆက်လိုက်မယ်ဆိုအဲ့လိုမျိုးပြောလိုက်တာကဘယ်နှစက္ကန့်မှမကြောက်ဘူးဆိုရင်ဗီဒီယိုဆိုတော့ဗီဒီယိုတက်လာရင်တွေ့ရခင်ဗျားတို့တွေ့လာမလားမသိကျွန်တော်တွေ့ရပါတော့အဲ့လိုဗီဒီယိုရှိရဒါပေမဲ့ခင်ဗျားတို့တကယ်အလုပ်လုပ်တဲ့သူတွေသွားကြည့်စီအလုပ်ဆောင်ရလုပ်ရတဲ့သူတွေသွားကြည့်အားမဆိုင်နိုင်ကျွန်တော်ကိုယ်တိုင်လည်းအားမဆိုင်နိုင်တကယ်မဆိုင်နိုင်ကြဟိုတဲလေးပါလေးညာလေးပြောနေတာဒီမလားဖုန်းကြီးထောင်ရတယ်ကိုဖုန်းကိုင်ရလို့စား easily ရောက်ဘူးနဲ့မလုပ်ဖြစ်တော့လုံးဝအလုံးများလို့ရှိရင်အလုံးတကယ်များလို့ရှိရင် Tracer treatment လို့ရှင်တဲ့ကောင်မလေးလိုမျိုးကောင်မလေးထင်တာလို့ဘွားရက်အလှပမလို့ဗျာအားရလို့ရှိရင်အဲ့ရောက်မလို့တော့များက Terry figure အင်းနဲ့ပဲတော့တွေ့ကြတာပေါ့လေဆုံးကလို့စုံစုံယူလို့ပြောကြမှာဒါပေမဲ့ဒေတင်ပူထဲမှာကြတော့အဲ့ဘဲတွေကပို့ပြီးတော့ chance များတယ်ဘာလို့လဲဒီဘက်လုံးမလို့လည်းရပြီဒီဘက်ခိုင်းစားနေပဲရပြီခိုင်းစားနေပဲဖြစ်သွားတယ်ပီကာပြောထားသူပဲဒေတင်ပူထဲမှာပီကာ sharing ပြောထားသူပဲပေါ့ဒေတင်ပူထဲမှာဆောင်းရန် run နေရတဲ့အချိန်ဒီမှာဒီ25ပဲထားပါ22သူ30ကြာတွေကnormal ဝါနေတာမဟုတ်ပဲဆောင်းရလို့ရဲ့ကောင်လေးကြီးပုံမှန်ဒေတင် high ချင်းမိနေတဲ့ကောင်မလေးရဲ့ဒေတင်ပူထဲမှာသွားပြီးတော့ပြိုင်လို့မရဘူး maybe ကောင်မလေးကိုငွေမဲ့တယ်လို့ပြောမှာမဟုတ်တော့ဒါဆိုရင်ငွေမဲ့ချင်းဆိုတာတဲ့ဒါ enemy နဲ့ဆိုင်သွားတယ်အဲ့နဲ့မဆိုင် enemy နဲ့ကွဲသွားပြီပဲခင်ဗျားတို့ကိုယ်တိုင်စဉ်းစားကြည့်ခင်ဗျားတို့နွေရာသီမှာချွေးစုံနဲ့ဘတ်စကားတိုးစီးနေရတဲ့ဆာလို့ရှိရင်အဲကုန်းလေးနဲ့ကိုပိုင်ကားလေးနဲ့တွားတာဘယ်သူမှမဆိုလို့ကျင်တယ် sorry မဟုတ်ကောင်မလေးမှမဟုတ်ကောင်လေးလည်းအဲ့လိုတွားလို့ရှိရင်တော့ဖြစ်တယ်တင်မလားပေါ်လာချင်းအားရောက်မင်းငေါ့လိုက်ပူပြီးလို့ရှာတာပြန်ဖြစ်တယ်ဒီကပတ်စံအရာတော့မီးရောတော့ကြာအဲ့လိုပြောလို့ရှိရင်တော့ကြိုက်ကြမှာမဟုတ်အဲ့ဒါ reality ပဲဒါ reality ပဲသွားပြီးတော့နောက်လို့မရအောင်ဆိုတော့ကျိုးစားပါဒါ motivation speaker လည်းမဟုတ်လူငယ်အချင်းကုန်တာတွေမြင်ရလို့ရှိရင်နှမျိုးနေရတယ်အားလုံးမင်းကဘာကောင်းကြီးလဲဆိုတော့ဘာကောင်းကြီးမှတော့မဟုတ်ဘူးဒီအင်းပိုင်းနေဒါကြောင့်25နှစ်ရက်တိုင်မှာစောက်ထားတယ်ကျွန်တော်တို့ဟိုthatဖေးပါတယ်မဟုတ်ဘူးเนาะအဲ့လိုမျိုးကိုကအဲ့လိုမျိုးအလုပ်တွေအရင်လုပ်တယ်အလုပ်တွေအရင်ကျူးစားတယ်ဆိုလို့ရှိရင်တော့မှကိုယ့်အရင်အဲ့လိုနှလုံးသုံးလုံးထိုးတာတော့ပါဆိုလို့ရှိရင်အဆင်မပြေကိုကျူးစားတော့ကိုယ့်အရင်ပြန်စုပြီးတော့ဒီလိုလုံးထက်ပေါ်လာပါတယ်ပြောချင်တာကတော့အလားလေးလကအချိန်မကုန်တာအကောင်းဆုံးပဲဟိုနည်း risk များပြောလို့ရှိရင်ဗျာအဲ့တော့ကြိုပြောပါတွဲတယ်သမီးစားနှစ်ယောက်တွဲတယ်တူငါသမီးစားနှစ်ယောက်တွဲပြီဆိုရင်ကောင်မလေးရလက်ဆောင်လုပ်ရမှာပဲတချို့တွေကပြောတာမပြောတော့ကွာမပြောကြတချို့ကောင်မလေးကနားလေပြီးရမပြောတယ်ဒါပေမဲ့ပြောမယ်လိုချင်ကြပါပဲခင်ဗျားတို့လက်ဆောင်ပေးတဲ့ခင်ဗျားကြိုက်ပါပဲဆိုတော့တွဲပြီဆိုတာ ਨੇ အဲ့အတွက်စဉ်းစားရပြီဒါကတစ်ခုနောက်ပြီးတော့ပေါ့နော် date တယ်ပေါ့ date တဲ့ပါညာပေါ့စနေတနင်္ဂနွေနေ့ပိုင်း date တယ်တချို့ကောင်မလေးကြောက်လေအဲ့လိုတပတ်ကိုတစ်ခါတော့တွေ့ရင်လည်းဗျာခုခေတ် average ကုန်စည်နှုန်းနဲ့ခုခေတ်ရာသီဥတုနဲ့ date တိုင်းဘတ်စကားစီးနေတဲ့ကောင်မလေးဘယ်နှယောက်ကြံလေးပဲခင်ဗျာကြောက်ရတာ date တိုင်းကိုပိုင်ကားမရှိတော့တက်စီမှရမယ် okay ပြီးတော့ main ကလေးမှာသူတို့ rule ရှိပါညာရှိရဗျာအပြင်မှာfirst date မှာ CO 100 20 30 50 60ပါရမသိဒါပေမဲ့ average ကတော့ baby မင်းတို့ date ပြီဆိုလို့ရှိရင်တော့ကောင်မလေးကို
ဝယ်ကျွေးတင်နေဒီမှာအဲ့လိုပုံစံမျိုးရှိရကွာဆိုတော့ကျွန်တော်မကျွေးဖြစ်တာများတယ်ဟုတ်ရထားပါကျွန်တော်ကြီးစားပြောတော့ပါဒါပေမဲ့တော်တော်များများအဲ့လိုကျွေးရတယ်ပေါ့နော်ကျွေးတင်ကြပါတယ်ပေါ့ကွန်မလီဘက်ကအချိန်ပေးရပါခင်ဗျားတို့ကွန်မလီတော့ဒေးဖို့လာလို့ရှိရင်ခင်ဗျားတို့ကျွန်တော်မျက်နှာပြောင်းကြီးလာထည့်နေတာ no သူတို့ပုတ်တဲ့သူတို့ on နဲ့ make up တွေဆိုတာကြီးရတယ်မာလာရှင်ကတော့ဝယ်စားလို့ရတယ်သူတို့မြင်တာပေါ့နော်အဲ့လောက်ဒီ pricing ကတော့ကြိုက်ဆိုတော့သူတို့ဘက်ကကြည့်လို့ရှိရင်လည်းဒါကျွေးတဲ့ဆိုရဲအနေထားတစ်ခုကိုရောက်တယ်ဆိုတော့ဒါအဓိကသူတို့ပြောချင်တယ်မဟုတ်ဒါခင်ဗျားတို့ဒိတ်ပြီးတခါဒိတ်လို့ရှိရင်မဟုတ်ဖိုးရေတက်စီကားရေအနည်းဆုံးကြာဟုတ်တယ်4000 5000လောက်မှမရှိလို့ရှိရင်အနည်းဆုံးနော် average က3သိန်းလောက်သွားတာအဲ့လောက်မှမရှိလို့ရှိရင်ခင်ဗျားတို့ဒီသားတော့မစင်စားနဲ့ကျွန်တော်Messi မှန်တော့မဟုတ်တယ်3သိန်းဆိုတာဒါ average ပဲရှိတယ် okay တပတ်ကိုတစ်ခါတွေးလို့ရှိရင်3သိန်းတစ်လမှ4ကောက်တွေးရဆိုရင်4သိန်းလားတာ4သိန်း5သိန်းဝင်နေလူကဘာနဲ့တော့စားအဲ့ကောင်မလေးဘောစီကိုရွေးရတယ်သွားပြီးတော့ဆောက်ပြပြောလို့မရဘူးပြသိတယ်မင်းကောင်လေးမဟုတ်ဒီနိုင်ငံရဲ့ပေးလို့อ่ะဆောက်တလေးဖြစ်နေဆိုတော့ဒီကပြောရင်တော့ကျူးစားဖို့ကျူးစားနေတဲ့အောင်မြင်တာမဟုတ်ကျူးစားနေတဲ့အောင်မြင်တာမဟုတ်တယ်ဒါပေမဲ့လို့ရတဲ့လောက်တော့လုံသွားအာဝါဒါတွေပေါ်မှာအချင်းမကုန်နဲ့ခင်ဗျားတို့စောင့်ပြောသလိုပဲအလောက်ထိ investment လုပ်တယ် community ပေါ်အလောက်ထိ investment လုပ်ပြီးသွားတယ်ဆိုရင်တော့မှခင်ဗျားတို့အနေနဲ့ကအဲ့တယောက်နဲ့တက်လုံးတွဲထားမယ်ဆိုပြီးအမကတ်ချက်မရှိဘူးသိလားအရှုံးများ investment ပဲပြတည်တယ်ခင်ဗျားတို့မတီးလိုက်တဲ့အချိန်မှာပဲနောက်တော့ထားသွားဖြစ်နိုင်တယ်ခင်ဗျားတို့မတီးလိုက်တဲ့အချိန်မှာပဲခင်ဗျားတို့စိတ်ကုန်သွားဖြစ်နိုင်တယ်ဆိုတော့အများကြီးပဲပြောရင်ဒီကောင် loss လူကြီးပြောတယ်ကြောက်ခဲဟိုရေကန်နေပြချိုင်တာပလုံးစုကြီးတန်မီသေးရဲ့လို့ပါတော့အဲ့အများကြီးလိုက်တွေ့လို့ရှိရင်ရမှာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုစေးလက်အေးနေဒီမှာလားဘလို့ရှိနေလို့ကမလေးကိုတည်းစီကားပဲဝယ်ပြီးအော်တဲ့ရှင်ဝေးပါဝယ်ပြီးသူတို့လူချင်းနဲ့မွေးနေမှာနေစီပန်းကြီးပရိပါတီလုံးချင်နေဆိုတော့မှလုံးနိုင်ပြီဆိုတော့မှရှိသားထားတာကအများကြီးပိုကောင်းတယ်ဒီကကျူးသားဖို့ပါအချင်းဝလကားတက်အဖြုံးမခံနဲ့မဟုတ်လို့ရှိရင်အဲ့တော့အသက်ကြီးလာပြီးတော့မှကိုကလည်းဘာမှမဖြစ်တော့ဘူးအချင်းကြတော့မှပဲထိုင်ပြီးကျူးသားတော့မရအောင်ဒါရန် kiss ရေပါရန် star ရန်ကီကိုပြပြကျွန်တော်ဆိုရင်ကြောင်နေပြောရှင်အခုအိမ်ရှိရယ် stable income တစ်ခုရှိရယ်ဆိုပေမဲ့လုံလောက်တယ်ဆိုတော့ဟို3နိုင်3ဖြုံးနိုင်ဖြုံးရဲဆိုရင်အင်ကန်တစ်ခုမရှိသေးဘူးဆိုတော့အဲ့တွေရှိတာမထားနိုင်သေးဘူးပြောတယ်အချင်းရောက်နေပါတယ်ခုထိအောင်နော်ဒီလိုလုံနေရအသိမှာအမေကောင်လေးကြောက်တယ်မင်းချင်းပေးဘူးဘာဖြစ်လဲညာဖြစ်တယ်ဆိုတော့ကိုကဒီဘက်မှာလှုပ်ရှုံးနေပါတယ်ဆိုမှဘယ်လိုမျိုးpossible ပြောတယ်မခံနိုင်ဘူးတားရောက်နေပါတယ်ကိုယ်တိုင်ကသူများကိုဒီမဆိုင်နိုင်လို့ရှိရင်သူများသားမျိုးတော့ပြီးရအကောင်းဆုံးပဲဆိုတော့ relation coach လူအောင်ဖြစ်သွားတာတော့နောက်တစ်ခုကမြောင်းနေတယ်ဥစားလုပ်ပေါ့ဗျာဥစားလုပ်ပေါ့နိုင်စားပို့လိုက်အောင်မြောင်းနေတဲ့အချိန်ကိုပိုင်ချိန်အများကြီးထွန်းအောင်လုပ်အဲ့ဒါအရင်ရေးကြည့်ရကျွန်တော် enemy ကြည့်ရဟိုအသက်ကြီးလာတဲ့လူတို့များ enemy မကြီးနိုင်တော့ဘူးဆိုတော့တော့ကိုပိုင်ချိန်မရှိတော့လို့လုံငန်းတက်ပဲဦးစီးရလုံငန်းတက်ပဲအောင်ဆက်တယ်လုံငန်းကိုပဲခေါင်းနဲ့နှစ်ထားရဆိုတဲ့အချိန်မှာကိုချိတ်တဲ့ကိုလို့ဖို့အချိန်မရှိတော့တဲ့နောက်ပိုင်းမှာ enemy ကြိုက်တဲ့သူတွေတော့မှ enemy မကြီးနိုင်တော့အခု entertain လုပ်ဖို့အတွက်အချိန်မရှိတော့ဆိုတော့အဲ့လိုဖြစ်အောင်ကကိုကငယ်ရေးအချိန်မှာစောင်းရင်ယုံထားမှရမှာတဲ့မလားဒီနေ့ရှုံသွားတယ်လာတာထုတ်လာတယ်တလားကိုလာတာထုတ်လာတယ်နောက်နေ့ရှုံးသွားတယ်ပစကားစီးရတိုးတယ်ရုံးလုံးနဲ့ဟီလာထားတယ်ဘာတော့ကလတ်တက်ပါညာအဲ့တိုင်းကြီးပဲသွားမယ်ဆိုလို့ရှိရင်နှစ်ရှည်မလွယ်ဘယ်ကုမ္ပဏီမှလည်းမင်းကလာတာတိုးတယ်ဆိုတာဘယ်လောက်တိုးလဲ average
promotion ပြီးလို့ရှိရင်အဲ့ဒီ9000လားတသိန်းလားဟုတ်ပြီ3သိန်းလောက်ထိတိုးရပဲထားပါပြီးလို့ရှိရင်သူများလုံးနေသူရတော့ကိုယ့်ချိန်နဲ့သူများစီနဲ့ရှိနေအောင်ပါပဲဆိုတော့ကိုယ်ပိုင်းအချိန်ရအောင်လို့ကျွန်တော်တို့ငယ်တော့အလုပ်ရန်လုပ်ချင်ကြတယ်ဒီမှာအလုံးရှိခင်တော့အလုပ်ရန်ဝင်ကြီးရတယ်ဆိုပေမဲ့အလုပ်ဝင်ပြီးရင်တော့မှလည်းကိုယ်ပိုင်းချင်းကိုပြန်လို့တင်ကြတယ်ဘာလို့လဲကိုယ်ကယူဆက်ရမှရှိရယ်ကိုကောင်မလေးယူဆက်မှရှိရယ်ကိုကောင်မလေးတော့ကိုကောင်မလေးယူဆက်မှရှိရယ်ကိုပေါ်ရတဲ့အချိန်ပေးရမှရှိရယ်အဲ့လိုကိုသွားချင်နေရင်သွားချင်တာရှိခီးသွားချင်တာရှိတစ်နှစ်ကိုတစ်ခါလောက်ခီးသွားရုံနဲ့စိတ်ထဲမှာလုံလောက်နေပြီဆိုလို့ရှိရင်ခင်ဗျာမှားနေပြီအဲ့ဒါဖြစ်ဖို့ကကြတော့ကိုယ်တိုင်ကကျူးကနေမှရမှာအနေထားတစ်ခုထိရအောင်ပေါ့လေဟိုလိုမျိုးလေးအကြီးကြီးပြောရလည်းမဟုတ်အနေထားတစ်ခုထိရအောင်လုပ်သွားချင်းလေးတစ်ခုရောက်လာပြီကိုကလည်းသူများတောင်းကြီးကိုတောင်းဝင်ရှူနိုင်ပြီဆိုလို့ရှိရင်ဤသားစားထား relationship ကလည်းအကြီးကြီးရယ်ရွယ်ချင်းကတော့ကိစ္စမရှိဘူးကျွန်တော်တို့အသက်40လောက်စားရတော့တဲ့ချိန်ပြီးတော့မတရားမရှိဘူးဆိုလို့ရှိရင်စောင်းရင်ထီးချင်တယ်ခံစားလာရတော့မှာဆိုတော့ဗီဒီယိုကဒီလောက်ပါပဲဟိုမျိုးလည်းအများကြီးပြောရတယ်ဟုတ်တော့အများကြီးပြောဆက်ချောင်းမလေးကြော်နေနှစ်ကုန်ကန်ဒီမှာတင်းနေတဲ့ဗီဒီယိုဖြစ်ပါတယ်ခင်ဗျားတို့အတွက်နောက်ဒီပိတ်ရိုက်ချားထဲမှာတော့ခင်ဗျားတို့အတွက် anime review တွေအများကြီးနေပြင်လာခဲ့ပါဦးမယ် like and subscribe လုပ်ပြီးတော့စောင့်ကြည့်လို့ရပါတယ်ဆိုတော့ဒါပါပဲအားလုံးနှစ်သက်မှာပျော်ရွှင်ကြပါစေပျော်ရွှင်ကြမှာစိတ်ချမ်းသာဆုပ်ကြည်ဒီပေါင်းလေးပဲရောက်ပါစေ